ဟိုကတော့စိုင်းဖို့အခန်းသူကလူပြိုအစ်စ်ဖြစ်တဲ့ကြောင့်မို့အခန်းထဲဝင်လို့မရဘူးဟုတ်ကဲ့ဆရာလည်းမဝင်ဘူးဆရာလည်းမဝင်ဘာလို့လဲဆိုတော့ तू က lock သူ lock ကဟိုနည်းနဲ့လေဘာနဲ့လဲ password နဲ့လုပ်ပေးထားတယ်နော်သူအမြဲတမ်းမေးတဲ့အတွက်ကြောင့်မို့ password နဲ့ तू အုံတော့ password တော့ရှိတယ်ဒီတော့ပြောက်မှကြောက်လို့အထဲမှာရေချိုးကန်အင်တာအကုန်လုံးလုပ်ပေးထားတယ်နော်အဝေးယူလဲလှမ်းမြင်လို့ရတယ်ဟုတ်ပါတယ်ဒီဘက်တိုင်းရတယ်။ညာလေးကစမ်းဖို့မရှိဆိုလို့ပါအခုကျွန်တော်တို့ကဘယ်လိုဆက်သွယ်လေးရှိလဲဆိုတော့တခါတည်းပြောပြတပါးကြီးခုကြည့်လိုက်ခုအပြာကြီးကိုကြည့်လိုက်အဲ့ဒါကျွန်တော်ရဲ့ယုံကျွန်တော်ရဲ့လင်္ကာဒီပဒီကလင်္ကာဒီပကိုဒါလိုက်ဒီကနေဒါလိုက်ကျိုးလန်းဆွဲလိုက်လို့ရတယ်။အိမ်ရှိမှာလှုပ်ခွင့်ပေးလဲတရားမို့ကျေးဇူးတင်ပါတယ်အားလုံးချစ်ကြပါတယ်ဟိုဘက်ရောဒီဘက်ရောချစ်ပါတယ်နော်